ဘယ်တော့မှထပ်မတွေ့ရဘူးလို့ထင်ခဲ့တဲ့သူတယောက်ကိုယုံကန်ရောက်လာခဲ့သည်မတွေးဖြစ်တာရမ်းကြာနေခဲ့ပြီလေကိုကလိုင်းရဲ့ဟောင်းလို့လည်းပြောလို့ရတယ်လို့ကိုညမလေးလိုချစ်ခင်ရတဲ့သူတယောက်ပေါ့လွန်ခဲ့တဲ့9 နှစ်လောက်ကရန်ကင်းတရားရုံးမှာသူနဲ့သူ့အမျိုးသားကွာရှင်းမှုလိုက်လုပ်ပြီးရင်နောက်ဆုံးတွေ့ခဲ့တာဒီနေ့သူ့ရုံးရောက်လာတယ်ရမုံလေးကအမက်တရတွေအများကြီးရှိခဲ့တယ်ဖြစ်ရတိုင်းကပြန်တွေးလိုက်တိုင်းရင်းနှီးနှစ်နေအောင်ခံစားရတဲ့ဖြစ်ပျက်တွေပေါ့သူနဲ့သူ့အမျိုးသားပထမချိန်ကွာရှင်းမှုလာတော့ကကိုကပြက်ညှိပေးခဲ့တော့ပြန်ပေါင်းပြစ်သွားတယ်ရမုံကအဲ့တုန်းကကိုမကြည့်ဘူးသူကွာချင်တာကွာမပေးပေးသူ့အမျိုးသားစကားကိုနားထောင်ပြီးသူ့အမျိုးသားဆန္ဒအတိုင်းညှိပေးခဲ့လို့တယ်လေကြားထဲမှာတခြားရှင်းနေတယောက်စီရောက်သွားပြီးသူ့အမျိုးသားကိုကွာလို့မှုဆွဲခဲ့သေးတယ်သူ့အမျိုးသားမှာကဘာအိမ်နောက်ရေးပြမှုတစုံတရာမှမရှိတော့အဲ့တုန်းကရမုံအမှုရှုံးခဲ့တယ်သူကွာခွင့်မရခဲ့ဘူးသူ့အမျိုးသားကိုကွာသာကွာချင်းနေတာဘာမှမေမေရရပြောစရာမရှိပြန်ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာအားလုံးဖက်ဖက်ကနေပြည့်စုံအောင်ထားတာလीအသက်ကလည်းကွာကလေးလေးဆန်တော့သူ့လိုမကြတိုင်းသူ့အမျိုးသားကစိတ်ဆိုးပြီးပြန်ဝတဲ့အချိန်ဆိုကွာရှင်းမယ်ထားလို့တော့တာပဲ8 နှစ်ကွာတာမို့ကျွန်တော်လည်းအမြင်နားလေခွင့်လွတ်ပါတယ်ဆရာမကြီးကျွန်တော်ကကလေးကိုမှချစ်မိသွားတာကိုပြဆိုပြီးအမြဲရည်ကြဲကြဲလေးနဲ့ကိုလိုင်မင်းကပြန်ပြောလေးရှိတယ်သူတို့အိမ်အောင်သက်6 နှစ်လောက်မှာကိုလိုင်မင်းအိန္ဒိယကို2 နှစ်လောက်အလုပ်ကိစ္စနဲ့သွားဖို့ဖြစ်လာတယ်ရမုံကလည်းဒီ2 နှစ်လောက်ကိုဘယ်ကိုမှသွားခွင့်မပေးနဲ့လင်မယားတွေစကားတော်များခဲ့ကြတယ်အဲ့ဒီချိန်တွေပေါ့ကျမစီပထမချိန်ကွာရှင်းမှုဆိုပြီးရောက်လာတာပြဿနာကဘာမှမကြီးကျယ်လို့ကျမပြန်လွတ်ခဲ့တာကိုရမုံကမကြည့်နဲ့ပဲတခြားရှင်းနေနဲ့ကိုလိုင်မင်းကိုတရားထက်ဆွေအမှုကရှုံးဆိုတော့ရမုံတယောက်တော်တော်ခံပြင်းနေတယ်ကလေးစိတ်ဆိုတော့ဘာဖြစ်ဖြစ်သူပဲအနိုင်ယူခြင်းနေတာလीဒီအလုံးနဲ့အတန်ဝေးဝမ်းကြောင်းလုပ်ပြီးမိသားစုကိုလှုပ်ကြွေးနေရတဲ့ကိုလိုင်မင်းကတော့အိန္ဒိယကိုသွားခဲ့တယ်ကိုလိုင်မင်းလည်းစိတ်ဆင်းရဲပြီးသွားရတာပါသူ့မိန်းမကစိတ်ညှို့ညင်နေပြီးမပြောတော့လေသူလည်းပဲပျော်ရွှင်မှမလဲအိန္ဒိယအစကာလာတွေမှာလည်းစကားများရန်ဖြစ်အိမ်နောက်ရေးကတော်တော်ပူလောင်ပြီးအလွန်ခြောက်ကပ်လာခဲ့တယ်အစင်မပြေမှုပေါင်းများစွာနဲ့ဗီဒီယိုကောနဲ့မျက်နှာချင်းဆိုင်တွေ့တိုင်းပြဿနာအတော်တက်ခဲ့ကြတယ်အဲ့ဒီလိုနဲ့2 ယောက်လုံး9 လလောက်စိတ်နာကျင်မှုများစွာနဲ့အဆက်အသွယ်မလုပ်ဖြစ်ခဲ့ကြဘူးပေါ့2 ယောက်လုံးကတော့သူမှန်နဲ့ငါမှန်တယ်ဆိုတဲ့ကိုစီအမှန်တရားတွေနဲ့ပေါ့ပြဿနာကအဲ့9 လအတွင်းမှာပဲရမုံလေးရဲ့မရင်ကျက်မှုအရွယ်တိုက်ကျင်တဲ့စိတ်တွေကရမုံရဲ့တချို့အကျင့်စာရိတ္တတွေကိုဖျက်ဆီးခဲ့တယ်ကောင်လေးတယောက်နဲ့ဘာလို့ညာလို့အခြေအနေလေးတွေဖန်တီးလာတယ်ခဏတာအပျော်ပဲလို့တွေးခဲ့ပြီးမြဲအပျော်ကနေတဖြည်းဖြည်းပြက်ဖြစ်လာတယ်သူနုနှစ်သွားပြီသူအလွန်ကြီးတွေ့သွားပြီဖြက်ရတော့ခက်သွားပြီကိုလိုင်မင်းပြန်လာဖို့ချိန်ကတိတ်မလို့တော့ဘူးရမုံတယောက်တော်တော်စိတ်ညစ်နေခဲ့တယ်ကန်ဆိုးမှသွားရမိုးလိုက်လို့ရွာတယ်ပဲပြောရမလားကိုလိုင်မင်းပေါ်လှုပ်ခဲ့တဲ့ဝစ်တွေလဲတော့မယ်ပဲပြောရမလားရမုံသူ့ဖောက်ပြန်တဲ့ကောင်လေးနဲ့ကိုဝင်ရသွားခဲ့တယ်သွားပြီရမုံဘဝသွားပြီရမုံဘာလို့ရတော့မလဲသူမကြံတတ်တော့ဘူးငိုယိုပြီးရောက်လာခဲ့တယ်ဆရာမကဲပါဦးတမီးဒုက္ခရောက်နေပါပြီဟိုကောင်ကလည်းသူ့ကိုလုံးဝဖျက်ခွင့်မပေးဘူးကိုလိုင်မင်းကိုအမြန်ပြောပြီးကွာဖို့ရမုံကိုတွန်းအားတွေပေးနေပြီရမုံဖွင့်ပြောလိုက်ရမလားရမုံသူ့ကိုမယူချင်ဘူးဆရာမရမုံမှားသွားပါလေရမုံကိုပဲချစ်တာဆရာမရမုံနောင်တရပါပြီဆရာမကဲပါဦးအယူလိုအော်ဟစ်ငိုနေခဲ့တယ်သူ့အထုပ်သူမဖြေတတ်တော့ဘူးစောက်တီယာမရဖြစ်နေခဲ့တယ်တိတ်မကြခင်ကိုလိုင်မင်းပြန်ရောက်လာခဲ့ပြီမိမကိုလွမ်းနေတဲ့လွမ်းတွေကိုပြိပိုက်ပြီးသူ့မိမမျက်နှာလေးကိုမြင်ရတော့မယ်ဆိုတဲ့ပိဋိပြုံးတွေကိုပန်းစင်ကကိုလိုင်မင်းရန်ကုန်ပြန်ရောက်လာခဲ့ပြီမိမရေမိမရမုံသူ့မိမနာမီကိုအကြီးကြီးအော်ခေါ်ပြီးဝင်လာခဲ့တဲ့အချိန်အင်ကူကောင်မလေး2 ယောက်ရဲ့မျက်နှာကအခြေအနေမကောင်းတော့ဟဲ့ငါမိမရောဘာဖြစ်နေတာလဲနင်တို့မျက်နှာကငါမိမတခုခုဖြစ်လို့လား2 ယောက်သားသူပြောကိုပြောနဲ့လက်ချင်းတိုးစိတ်နေကြချိန်ကိုလိုင်မင်းရဲ့စိတ်တူပြီးအော်တန်ကြားမှာအိမ်ကူကြီးမလေးကမမရမုံမရှိဘူးအိမ်ကားထွက်သွားတာ2 ပတ်လောက်ရှိပြီကိုကြီးခဏကြာတော့ကိုလိုင်မင်းကျမစီဖုန်းဆက်လာတယ်ဘာတွေဖြစ်ကုန်တာလဲကျွန်တော်ကိုပြောပြပါအောင်ဗျာရမုံနဲ့လွန်ခဲ့တဲ့တစ်ပတ်ကဒီစကားပြောဖြစ်သေးတယ်မနေ့ကအထိကျွန်တော်မနှက်ပြန်ရောက်မယ်ဆိုတာစပို့ခဲ့သေးတာဒီကလေးမလေးတခုခုစိတ်ကောင်းနေလို့စကားတိကျပြန်မပြောတာလို့ထင်နေခဲ့တာအကြောင်းစုံကိုကိုလိုင်မင်းသိသွားတဲ့အချိန်အယုံကျိုးပြက်ဖြစ်သွားတယ်ကျွန်တော်မှာဘာလို့အချက်တွေရှိနေခဲ့လို့လဲရင်းဆရာမကျွန်တော်အကောင်းဆုံးချစ်ပေးခဲ့တယ်
အကောင်းဆုံးဖြည့်ဆည်းပေးခဲ့တယ်လေဒီလောက်စိတ်ဓာတ်ရတွေနဲ့ရှင်နဲ့နေအောင်ခံစားနေရချိန်မှာတော့ကိုလိုက်မင်းတို့ကဘာထွက်လာတယ်လဲသိလားသူ့မှာပိုက်ဆံပါသွားရဲ့လားသူလိုက်ပြေးသွားတဲ့သူကရောဘယ်သူလဲဘယ်ကလဲသူ့ကိုတကယ်ချစ်ရလားဗျာသူကိုဝင်ကြီးနဲ့ဒုက္ခရောက်နေမှာပဲဗျာဆရာမရေကျွန်တော်သူ့ကိုဘာမှမလုပ်ပါဘူးအကုန်ခွင့်လွှတ်ပါတယ်ကျွန်တော်ကွာလဲကွာရှင်းပေးပါမယ်ကျွန်တော်သူ့နဲ့ခဏလောက်တွေ့ခွင့်ရအောင်ဆရာမစီစဉ်ပေးပါဗျာကျွန်တော်ယူတော့မယ်ဆရာမရေကျမပဲရမုံစီဖုံးဆက်သွဲပေးပြီးရမုံရှိရာလိပ်စာကိုကိုလိုက်မင်းနဲ့လိုက်သွားခဲ့တယ်ကိုဝင်က9လတည်းရောက်နေပြီဆိုတော့တော်တော်ပူနေပြီဟင်းချက်လက်စာကြီးထဲနေဟင်းကက်စုံကြီးကိုင်းပြီးတကားလာဖွင့်ပေးတယ်ကင်ထားတဲ့ဇွန်လွတ်ကျသွားတယ်ကိုကိုဆိုပြီးထိန်းထားလို့မရနိုင်တော့တဲ့မျက်ရည်တွေကျလာတယ်ဘေးကကိုပါမျက်ရည်မစဲနိုင်လောက်အောင်ရှိုက်ငိုမိတယ်ကိုထက်ပိုးကျဲလောင်စွာငိုနေခဲ့တဲ့ကိုလိုက်မင်းရဲ့ရင်ထုမနာငိုတန်းကြီးကပိုပြီးဘေးကလူကိုပါလောင်ကျွမ်းစေခဲ့တယ်ရမုံရဲ့မင်းကွာဆိုပြီးဘာစကားတစ်လုံးမှထက်ထွက်မလာနိုင်တော့တဲ့အထိစကားလုံးတွေနဲ့မွန်းကျက်နေတဲ့ကိုလိုက်မင်းတက်ပြင်းကိုချပြန်အားယူကတေချာစကားပြောဖို့ဟန်ပြင်ခဲ့တယ်ရမုံမင်းပြောလားလေးထက်တိုက်ချံဝင်ကြီးထဲမှာလူတားရအင်ကူပေါင်းများစွာနဲ့နေလာခဲ့တဲ့ကောင်မလေးကလမ်းချင်းတွေက73ပေတိုက်ခန်းချင်းလေးထဲမှာအဲကွန်းတောင်မရှိပေအခုမင်းနေရတဲ့ဘဝမှာမင်းပျော်ရွှင်နေရလားရမုံပြန်ကြလာတဲ့မျက်ရည်တွေကိုတုပ်ရင်းမင်းရဲ့ဒုတိယအမျိုးသားရောမရှိဘူးလားသူ့ကိုလှုပ်သွားတယ်ညနေ6နာရီလောက်မှသူပြန်လာလိမ့်မယ်ကိုလိုက်မင်းစီမှခနဲ့တဲ့ရဲတဲ့နေရဲတဲ့တခုထွက်လာပြီးအော်ဒီလိုနေရာမျိုးမှာမင်းတယောက်တည်းနေရတာပေါ့ရမုံဟန်ဆောင်မာကျော်တရားပြူကကျမလှုပ်ခဲ့တဲ့အပြစ်ကျမခံရည်တယ်ကျမရဲ့မာနာကပဲကျမကိုအနိုင်ယူသွားတယ်ကျမကြောင့်ကျမကိုအပြိုလို့ထင်ပြီးတွေ့ခဲ့တဲ့သူကိုမနစ်နာစေခြင်းမူအခုတော့ကျမပြောပြလို့သူသိသွားပါပြီအခုရှင်လေးပြန်ရောက်လာပြီဆိုတော့ကျမကိုဘာလုပ်ချင်လဲရှင်ထောင်ချခြင်းနဲ့ဆိုလေလှုပ်ပါကျမကကိုဖြစ်ကိုခံသမားလीမင်းကိုငါလေတက်ချင်လောက်အောင်စိတ်နာနေပေမဲ့အေးမင်းလိုပဲမင်းရဲ့မာနာကမင်းကိုအနိုင်ယူသွားတယ်လို့တိတ်ချစ်တဲ့ငါနှလုံးသားကလည်းငါ့ကိုအနိုင်ယူသွားတယ်မင်းကိုငါကွာပေးမှာပါမင်းရတဲ့ရတိုက်တဲ့တချို့တစ်ဝက်လေငါပေးမိကိုလိုက်မင်းစကားတောင်မစုံသေးခင်ရှမုံမလေးစံခတ်မှမှာပြီမယူပါဘူးကျမအဆင်ပြေပါတယ်ကျမကလေးမွေးပြီးရင်ကျမအလုပ်လုပ်မှာသူကလည်းအခုကျမကိုအဆင်ပြေအောင်ထားပါတယ်အခုတိုက်ခန်းကလည်းသူ့အပိုင်မိရှင်းလောက်တော့မချမ်းသာပေမဲ့သူ့မှာလည်းတိုက်ခန်းတစ်ခန်းကားတစ်စီးနဲ့အလုပ်ကင်လေးတစ်ခုတော့ရှိပါတယ်ရှင်ထင်သလောက်တော့မနှုတ်ချသေးပါဘူးရှင်ကိုလိုက်မင်းရမုံမျက်နှာကိုတိတိတေချာစိုက်ကြည့်ရုံမှာပါဘာစကားသံမှထွက်မလာတော့ပါငါတို့လက်ထက်စာချုပ်ထိုးခဲ့တဲ့ရန်ကင်းတရားရုံးကိုပဲမနေ့10နာရီလာခဲ့နော်နောက်မကြနဲ့နော်နောက်ကြရင်ငါစိတ်ပြောင်းသွားနိုင်တယ်ခက်ပြက်ပြက်ပဲပြောပြီးထွက်သွားခဲ့တယ်တလန်လုံးကားမောင်းနေရင်ငိုတာမရက်တော့လို့အက်ဆီဒန့်တစ်ခုခုဖြစ်မှာဆိုတဲ့အတွက်ကားကိုလမ်းဘေးခဏထိုးရက်ပြီးကျမပဲယူမောင်းခဲ့တယ်ရမုံဘဏ်အကောင့်ထဲကိုတော့ငွေသားတချို့တစ်ဝက်ထည့်ပေးပြီးရမုံနာမီနဲ့ဝယ်ထားတဲ့ပစ္စည်းတချို့ကိုတော့ရမုံယူမယူဆီယာမရအောင်ပေးပါနော်ကျွန်တော်တာဝန်ကျွန်တော်လုပ်တာပါကျွန်တော်တာဝန်ကြီးတဲ့ယောက်ျားဖြစ်ခြင်းနေသူ့အကြောင်းကျွန်တော်သိတယ်သူကတိတ်ဟန်ဆောင်ကောင်းတာအခုလေသူအဆင်ပြေခြင်းအောင်ဆောင်နေတာဆီယာမကျွန်တော်ဖုန်းကြီးခဏဝယ်ပြီးအိုဘာစီးပြန်သွားရတော့မယ်ဆီယာမအဲလိုနေကိုလိုက်မေးတယောက်အိုဘာစီးမှာပဲခြေချပြီးအိန္ဒိယမျိုးသမီးလေးနဲ့လက်ထက်ကနိုင်ငံသားထိပါခံယူခဲ့တယ်ရှမ်ပန်ရန်ခါတော့ဖုန်းဆက်သွယ်ရှိပါတယ်သူ့အမျိုးသမီးလေးကလည်းအိန္ဒိယသူလေးဆိုတော့မျက်လုံးနှာခေါင်းဘာမှပြောစရာမရှိအောင်အရန်လာပုံအချိန်တွေလည်းတရွေ့ရွေ့ကုန်သွားလိုက်တာပြန်တွေးလိုက်တိုင်းရင်ထဲနင်းနေအောင်ခံစားခဲ့ရတဲ့ case လေးမျိုးပြန်မတွေးချင်လို့မိထားတာ9နှစ်လောက်ကြာခဲ့ပြီလေဒီနေ့မှရုံးကိုရောက်ချင်းကလိုင်းရတယောက်ရောက်နေတယ်ဆိုလို့ရုံးခန်းတကားကိုဖွင့်ပြီးအဝင်ဟင်းရမုံသူကလေဆီယာမဆိုပြီးအတင်းပြေးလာဖက်ကຫນွေဦးရဲ့6ကက်နေတဲ့ပတ်ဝန်းကျင်ကိုကိုရီရဲ့မျက်ရည်တွေနဲ့ပတ်ဖြန်းပေးလိုက်တယ်လို့ပါပဲနှစ်ချီလေးလံနေခဲ့တဲ့အရာတွေကိုပေါ်ပါသွားတဲ့အထိငိုပြစ်ခဲ့ကြတယ်လွန်ခဲ့တဲ့9နှစ်ကရန်ကင်းတရားရုံးမှာနောက်ဆုံးတွေ့ခဲ့ပြီးဒီကြားတဲ့အဆက်အသွယ်မရတော့တာ9နှစ်တောင်ရှိခဲ့ပြီမလားရမုံလဲဖုန်းစိတ်ကတ်တွေကအစာချင်းခဲ့ပြီးဆိုရှယ်မီဒီယာလည်းမသုံးတော့ဘလို့မှဆက်သွယ်လို့မရခဲ့ဘူးရမုံကတော့ဆီယာမအကောင့်ကိုအမြဲဝင်ကြည့်ပါတယ်နော်ဆီယာမကအိမ်အောင်ကျသွားပြီးအချစ်ခံလူဒန်းစားလေးဖြစ်နေလိုက်တာအားတောင်ကြတယ်စားသီးခဲ့တုန်းကကလေးမလေးလိုပဲတခုခုပြောပြီးတိုင်းဟိဟိကထည့်ပြောတော့
ရမုံလေးအချစ်ခံလေးဖြစ်ခဲ့တာပဲလို့လေပြန်ပြောချင်ခဲ့ပြီးမဲ့ဒါနဲ့ရမုံကလေးလေးရောဘာလေးမွေးတာလဲရင်အခုဆိုတော်ကြီးပြီပေါ့တင်းငိမ့်နဲ့ပြုံးလေးပြုံးပြပြီးခေါင်းလေးဆက်ကနေငိမ့်ကသမီးလေးပါဆရာမ6နှစ်ပြည့်တော်မေအခုကသူ့ကိုကြောင်ပိုးခဲ့ပြီးဆရာမနဲ့ရမ်းတွေ့ကျင်လာလို့လာလိုက်တာရမုံပြီးခဲ့တဲ့နှစ်ကပဲပိုင်ဟင်းစော်နဲ့ကြွားရှင်းလိုက်တာဆရာမဘာလို့လဲဆိုတာတော့မမေးပါနဲ့တော့ကိုလိုက်မင်းအပေါ်လုပ်ခဲ့တဲ့ဝတ်တွေရမုံ9နှစ်ဆက်ခဲ့ပြီးပြီဆရာမရမုံအခုဆရာမစီလာတာဘာအကြောင်းရင်းထွေထူးရှိလို့မဟုတ်ပါဘူးရမုံဟီလီလုံနိုင်ခဲ့ပြီးချိန်စိတ်တွေအတိတ်တွေအရေးတွေကလွတ်မြောက်သွားချိန်တွေမှာပထမဆုံးတွေ့ကျင်တဲ့သူကဆရာမဖြစ်နေလို့ပါအိမ်တွင်းကြက်ဖက်တာကိုဘယ်အမျိုးသမီးကမှမလိုချင်ကြပေမဲ့ရမုံကတော့အရန်တောင်းတနေခဲ့တာဆိုရင်ဆရာမရမုံကိုယူနေတယ်လို့သတ်မှတ်မလားယင်ပိုင်ဟင်းစော်ရမုံကိုတစ်ခါရိုက်တိုင်းရမုံပြုံးနေရမုံကြေနဲ့တယ်သူမရိုက်တဲ့ရက်တွေဆိုရင်တော့ရမုံမပြောဘူးရမုံဝစ်ကြွေးတွေအမြန်ကြည်ကျင်တယ်လေဆရာမရေဘဝမှာမစော်ကားသေးတဲ့သူကိုစော်ကားမိတဲ့အခါရမုံလိုဖြစ်မယ်တော့ဆိုတဲ့ရမုံဘဝစကြောင်းလေးဆရာမ Facebook အကောင့်မှာရေးတင်ပေးပါလားဆရာမတင်ရတွေကတဆက်ဆက်နာတိုင်းရမုံပြုံးမိတယ်အိမ်နာကျင်မှုကကိုလိုက်မင်းနာကျင်ခဲ့တာတွေထက်မဆိုးသေးဘူးမလားဆရာမနောင်နာတွေနေတစ်သက်လုံးရှင်သန်သွားရတော့မှဆရာမတေချာပေါက်ကလေးတစ်ခုတော့ပေးနိုင်ပါလေကိုလိုက်မင်းကိုရမုံဘယ်တော့မှသွားမနှောက်ယှက်ဘူးဆရာမသူ Facebook ဝေါ်တဲ့တော့ရမုံအမြဲဝင်ကြည့်ဖြစ်တယ်သူ့အမျိုးသမီးလေးနဲ့သူပြောနေတာတွေ့တော့ရမုံလဲဝမ်းသာမျက်ရည်ကျမိတယ်။အော်အခုမှသူနဲ့ထိုက်တန်တဲ့သူရသွားတာလို့လေရမုံသမီးလေးကိုညဘက်ဖျားရှိကိုခိုင်းတဲ့ချိန်တိုင်းခင်မွန်ကြီး10ပါးကိုအမြဲကြော်ခိုင်းနေအဲ့ခင်မွန်ကြီး10ပါးထဲမှာဦးလိုက်မင်းဦးဆိုတဲ့ဦးလဲပါတဲ့အကြောင်းဦးကိုညတိုင်းကြော်ပြီးမှအိပ်ရမည်ဖြစ်ကြောင်းသမီးလေးခုလိုကြောင်တက်နိုင်တာအင်ကြီးလှလှလေးတွေဝတ်နိုင်တာမိမိကစားဝင်းလိုက်ပို့ပြီးသမီးလေးစားကျင်တာတွေဝတ်ကျွေးနိုင်တာဦးလိုက်မင်းပေးခဲ့တဲ့ပိုက်ဆံတွေကြောင်းဆိုပြီးအမြဲပြောပြဖြစ်တယ်ရမုံတို့သားမီးနှစ်ယောက်ကိုအနေအစားမပြတ်အောင်နောက်ဆုံးချိန်ထိကိုလိုက်မင်းကစောင့်ရှောက်ပေးခဲ့တာရမုံဘဝမှာအနာကျင်ရဆုံးချိန်ကဘယ်ချိန်လဲသိလားကိုလိုက်မင်းနာကျင်စေခဲ့မိတာတွေကိုတွေးမိတဲ့အချိန်တိုင်းငရဲမိလို့ရမုံလိုက်မင်းရတယ်ရမုံသမီးလေးကိုလေရမုံလိုအယမ်းဆိုးအယမ်းရွဲတဲ့အယမ်းပူကြတဲ့အယမ်းမာနာကြီးအတ္တကြီးပြီးအကျင့်မကောင်းတဲ့သူမျိုးမဖြစ်အောင်ရမုံအခုကလေးကတင်နေပါတယ်တခြားမိဘတွေကတော့သူတို့သားသမီးတွေကိုကြည်လာရင်ဘာဖြစ်ချင်တယ်ညာဖြစ်ချင်တယ်အစားရှိတဲ့မျှော်လင့်ချက်တွေရှိကြမှာပေါ့ရမုံကတော့ရမုံသမီးလေးကိုရမုံနဲ့မတူရင်ရပြီသူလူပီသားစွာလောကကြီးတဲ့ရှင်သန်နေရင်ကြည်နေပြီဆရာမမနှက်ဖြန်ကိုလိုက်မင်းမွေးနေဆရာမသူကသူ့မွေးနေရောက်တိုင်းရွှေတကုံဖျားကိုမနက်4နာရီထားပြီးအစောကြီးတက်ဆွဲကပ်နေကြအခုသူအိန္ဒိယမှာဆိုတော့သူဖျားမသွားဖြစ်တော့ဘူးရမုံကတော့သူ့နဲ့ဝေးနေတဲ့ချိန်ကစပြီးသူ့ရဲ့မနှစ်ကမွေးနေ့အထိသူ့နေ့နဲ့ဗုဒ္ဓဝူးတောင်မှာမနက်4နာရီထိုင်စွမ်းရည်ကြံစင်မီကပ်ပြီးဖြစ်တဲ့ဆရာမမနှက်ဖြန်လည်းထက်သွားဖြစ်အောင်ပါနောင်ဘဝတွေများသူနဲ့ရေစက်ဆုံလို့ထက်ဆုံစည်းခွင့်ရအောင်မယ်ဆိုရင်လေသူ့ကိုဘယ်တော့မှမဖောက်ပြန်တတ်တဲ့သူတယောက်တည်းကိုပဲရှာတက်ပံချစ်သွားမဲ့သူဖြစ်မျိုးနဲ့ပဲသူ့ဘေးမှာနောက်ဆုံးချိန်ထိရှိသွားနိုင်မဲ့မိန်းကလေးမျိုးဖြစ်ပါစေလို့ရမုံဆူတောင်းပါတယ်ဆရာမရေရမုံဆူတောင်းပါတယ်